အားလုံးပဲမင်္ဂလာပါရှင်ရွေးချယ်နေရနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะရုံးကဒီနေ့မှာဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အစုလိုက်ပြောင်းလိုက်လူသက်မှုတွေကတခုအကြောင်းပြောပြပေးတာမှာပဲဖြစ်ပါတယ်ဒီလူသက်မှုကိုပြောခင်မှာရွေး channel လေးကို subscribe လုပ်ပြီးခဲ့ပါအောင်เนาะဒီလူသက်မှုဟာဆိုရင်เนาะဒါပေါ့เนาะတာမန်လူသားလူကောင်းတွေကိုတတ်တာမဟုတ်ဘဲနဲ့သူကမတန်မဆွမ်းနေကိုပဲမုန်းတီးလို့မတန်မဆွမ်းနေကိုပဲအစုလိုက်ပြောင်းလိုက်တတ်တဲ့လူသက်မှုတစ်ခုလည်းဖြစ်တယ်ပေါ့เนาะဒီအမှုပြီးသွားတဲ့နောက်ပိုင်းမှာဂျပန်နိုင်ငံဟာဆိုရင်เนาะဒါမေကိုထုတ်စရာကြီးအများကြီးပေါ့เนาะပြီးတော့ဂျပန်မျိုးတွေပေါ်မှာလည်းဒါနိုင်ငံတကာကနေပြီးတော့ဒါမတန်ဆွမ်းနေပေါ်မှာခွဲခြားဆက်ဆံတာလားဘာညာနဲ့အဲ့လိုမျိုးတွေကိုမေကိုထုတ်ခဲ့ရတဲ့အမှုတစ်ခုလည်းဖြစ်ခဲ့တယ်။အကြောင်းမလို့ဒီအမှုလေးကိုအဆုံးထိနိုင်တာထောင်ပြကြပါအောင်เนาะဒီအမှုရဲ့တရားခံကတော့Satoshi Uemasu ပေါ့နော်ဒါဂျပန်သက်တော့ကတိတ်မကောင်းတော့နည်းနည်းတော့သိခံနေထားပြီးကြပါအောင်နော်သူကို Satoshi လို့ခေါ်မယ်နော် Satoshi ရဆိုရင်တော့1990ပြည့်နှစ်ဇန်နဝါရီ20မှာသူ့ကိုတိုကျိုမြို့အနောက်ဘက်ကြီးဆာကာမီဟာရာမြို့မှာသူ့မွေးဖွားခဲ့ရတယ်ပေါ့နော်သူကအဲ့မြို့မှာသူကမူလာတန်းအကြောင်းကလေးရငယ်လေးရပေါ့နော်ပြောလို့ဆိုတော့ငယ်လေးတွေကသူကနေခဲ့တယ်သူ့အဖေကလည်းပကြီးစရာဖြစ်ပြီးတော့သူ့အမေကလည်းကာတိုရုပ်ပြောင်တွေကိုဆွဲတဲ့အဲ့လိုမျိုးsize ကာတိုးဆရာမတယောက်ဖြစ်တယ်ပေါ့နော်ပြီးတော့သူကတအူးကြီးတော့တာလည်းဖြစ်တယ်သူကငငယ်တော့ဆိုရင်သူကတာမန်ကလေးတယောက်ပဲသူကအဲ့လိုမျိုးပျော်ရွှင်မြူးတူးကစားပြီးတော့သူကအဲ့လိုမျိုးလိမ္မာရေးစားရှိတဲ့ကလေးတယောက်ဒါပေမဲ့သူစေကျော်သက်ဘွားရောက်လာတဲ့အချိန်မှာတော့သူကနည်းနည်းလူဆိုးလေးဖြစ်လာတယ်ပေါ့နော်လူဆိုးလေးဖြစ်လာတဲ့အလေရောက်သူကပစ္စည်းတွေခိုးတယ်အဲ့လိုမျိုးပတ်တယ်ပြီးတော့လမ်းမှာမတန်မစွမ်းလေးတွေကိုတွေ့ရင်အဲ့လိုမျိုးကိုထိလက်ရောက်ကျလို့မိနှိမ့်ဆက်လိုက်ရမှာသူကအားတာပြေရပေါ့နော်အဲ့လိုမျိုးသူကမတန်မစွမ်းတွေကိုတွေ့ရင်လည်းသူကအများနဲ့ပြောလိုက်စကားရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့နင်တို့ကလောကမှာမွေးမလာတဲ့လူတွေပြီးတော့နင်တို့ကလူဖွဲ့စည်းကိုတသက်ဖြတ်စည်းနေတာနင်တို့ဂျပန်နိုင်ငံကြီးကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့လူတွေလည်းမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်သူအများနဲ့ပြောလို့ရှိတယ်ပြီးတော့အဲ့လိုမျိုးကိုထိလက်ရောက်ကျိုးလို့ပြီးတော့အဲ့လိုမျိုးမတန်ဆွမ်းတွေကိုနှိပ်စက်တာပေါ့နော်သူ့ရဲ့ဝါသနာလိုဖြစ်နေတာပေါ့တော့မတန်ဆွမ်းတွေအဲ့ဒီကမုန်းတီးရပါတော့ပြောရမယ်ဆိုတော့အဲ့ချိန်မှာသူ့တက်22နှစ်အရွယ်မှာသူ့ဖေနဲ့အမေကနေပြီးတော့တိုကျိုမြို့ကိုအလုပ်ကိစ္စနဲ့ဆိုပြီးပြောင်းသွားတယ်ပေါ့နော်ဒါကောလာဟာလာတွေရတော့သူ့ဖေနဲ့အမေကသူ့ကိုအဲ့မြို့မှာပဲထားခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့တဲ့သူ့ဖေနဲ့အမေရပေါ့နော်သူ့တာအဲ့လိုမျိုးတက်တူးပေါ့နော်သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာသူတက်တူးကြီးအများကြီးပဲထိုးတာရပေါ့နော်သူကအဲ့လိုမျိုးအကြောင်းမို့သူ့ဖေနဲ့အမေအရန်ရှက်လို့တဲ့သူဂျပန်နိုင်ငံမှာဆိုရင်ပေါ့နော်တက်တူးထိုးတယ်ဆိုတာဒါတက်တူးတေးသေးတွေမဟုတ်ပဲねအကြီးပေါ့နော်အဲ့လိုတွေထိုးတယ်ဆိုတာအဲ့လိုယာကူဇာတို့ရာဇဝတ်ခိုင်းတွေပဲထိုးတာအကြောင်းမို့သူ့ဖေနဲ့အမေကအရန်ရှက်ပြီးတော့အကြောင်းမို့သူ့သားကိုအဲ့မြို့မှာထားခဲ့ပြီးတော့သူကအဲ့လိုမျိုးသူ့ရဲ့အမေကတိုကျိုမြို့ကိုပြောင်းသွားရဲပေါ့အဲ့ချိန်မှာသူကTokyo University မှာသူကပေါ့နော်ဘွဲရခဲ့တယ်ဘွဲရမှာတက်တယ်ဘွဲရခဲ့တယ်ဘွဲရခဲ့ပြီးတော့သူကသူ့အဖေအတိုင်းပဲသူကအဲ့လိုမျိုးပေါ့နော်မူလာတန်းအကြောင်းစီယာဖြစ်ဖို့ပေါ့နော်အဲ့လိုဆရာအတက်တင်ကိုသူကအဲ့လိုတက်ရောက်ခဲ့တယ်သူကမူလာတန်းကျောင်းဆရာဖြစ်ဖို့အတွက်ကိုသူကမြန်မာနိုင်ငံလိုပြောရမယ်ဆိုတော့ပညာရေးကောလိပ်ကိုသူကတက်ခဲ့တယ်ပေါ့နော်တက်နေတဲ့အကြောင်းတွင်မှာ2012ခုနှစ်ပေါ့နော်2012ခုနှစ်မှာသူကနေပြီးတော့မတန်ဆွမ်းခီရတခုမှာအလုံးဝင်ခဲ့တယ်ထူတော်ဒူဇန်နေပေါ့နော်သူကမတန်ဆွမ်းတွေကိုမုန်းတယ်လို့လည်းပြောတယ်ဒါပေမဲ့မတန်ဆွမ်းခီရတွေမှာအလုံးလုပ်ခဲ့တယ်ပေါ့နော်သူဘယ်လောက်တော့အလုံးလုပ်ခဲ့လဲဆိုရင်သူဟာ2016ပေါ့နော်2016ဖေဖော်ဝါရီမှာသူကအလုံးထွက်ခဲ့တာသူအလုပ်ထွက်ခဲ့တာဆိုတော့သူက12နှစ်တည်းဆိုတော့4နှစ်လောက်ကိုသူအမှလုပ်ခဲ့ပေါ့နော်အလုပ်လုပ်ခဲ့တယ်အလုပ်လုပ်ခဲ့ပြီးတော့သူအမှအလုပ်ထွက်လာပြီးရဲ့ချိန်မှာသူကဂျပန်နိုင်ငံကဝင်ကြီးရှင်ဆိုအာဘေးဆိုတဲ့တရားပေါ့နော်ရှင်ဆိုအာဘေးကိုသူကနေပြီးတော့စာပို့ခဲ့တယ်ပေါ့နော်စာပို့ခဲ့တယ်သူကဘာပို့ခဲ့လဲဆိုရင်အဲ့စာထဲမှာပါလဲဆိုရင်တော့မတန်ဆွမ်းပေါ့နော်ဂျပန်နိုင်ငံမှာရှိတဲ့အဲ့လိုပြင်းထန်တဲ့ဝေဒနာခံစားနေရတဲ့မတန်ဆွမ်းနေဆိုရင်သူကဂယုဏသက်စွာနဲ့တက်သေးကိုပေးတင်ပါတယ်ပေါ့နော်အဲ့လိုမျိုးအစိုးစီရင်ပေးတင်ပါတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးရေးခဲ့တယ်ပြီးတော့အဲ့စာထဲမှာဘာတွေပါလဲဆိုရင်တော့ဒီလူတွေကပေါ့နော်မမွေးလာတင်တာပေါ့ပြီးတော့သူတို့ရှိနေလို့လူဖွဲ့စီကပျော်ရွှင်တဲ့လူတွေအများကြီးပေါ့နော်ပြီးတော့ဒီလူတွေအတွက်ကိုတက်ရန်ပုံငွေတွေတုံးနေရတာဖြစ်တဲ့အတွက်နိုင်ငံတော်ပေါ့နော်တိုးတက်ဖို့အတွက်တော့တကယ်နေမပြီးဘယ်လိုပေါ့နော်မတိုးတက်နိုင်ဘူးပေါ့နော်ဒါသူတို့အတွက်ပတ်စံရည်တက်ကုန်နေတယ်ပေါ့အဲ့လိုပုံစံမျိုးသူကရေးထားတယ်ပြီးတော့ဂျပန်နိုင်ငံကြီးမတိုးတက်ဘူးပေါ့နော်အဲ့ကြောင့်ဂျပန်နိုင်ငံတိုးတက်အောင်သူတို့ဘာသာအဲ့လိုအဆုံးစီရင်ဝပေးပြီးတော့အဲ့ပတ်စံတွေပေါ့နော်ဂျပန်နိုင်ငံအတွက်တိုးတက်တဲ့နေရာမှာသုံးလိုက်ပါညာနဲ့သူကအဲ့လိုမျိုးရေးထားတော့အဲ့မှာရေးထားပြီးတော့သူဒီစားထဲမှာအဓိကအကြောင်းအရာကတော့ဒါအန္တမစွမ်းနေကိုပေါ့နော်အဲ့လိုမျိုးအဆုံးစီရင်ဝပေးလိုက်ပေါ့မဟုတ်ရင်သူကိုယ်တိုင်ဆုံးစီရင်ပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့သူအဲ့စာထဲမှာဗာရေးထားလဲဆိုရင်တော့သူကဂျပန်နိုင်ငံကမတန်ဆွမ်းခီယာနဲ့ကိုသူဝင်ပြီးတိုက်ခိုက်မယ်ပေါ့နော်သူဝင်ပြီးတိုက်ခိုက်မယ်ဆိုတဲ့အကြောင်းလည်းအသေးစိတ်ရေးထားတယ်အဲ့ချိန်မှာဂျပန်ဝင်ကြီးကလန့်သွားပြီးတော့အဲ့စာနဲ့ပတ်သက်တဲ့လူကိုလိုက်ရှာတဲ့ချိန်မှာစာတိုရှီကိုသူတွေ့သွားပါတော့သူအနေနဲ့သူ့ကိုဖမ်းသွားပြီးတော့သူကစိတ်ယောဂဖြစ်နေရလားဘာလားဆိုပြီးသူ့ကိုစစ်ကျမ်းမာရေး
စေးရုံမှာပေါ့နော်သူ့ကိုအဲ့လိုမျိုးတင်လိုက်တဲ့အချိန်မှာအဲ့လိုမျိုး2 လလောက်သူအမှတက်ခဲ့ရတယ်တက်ခဲ့ရတဲ့အချိန်မှာသူမလလောက်ကြာတော့2016ပေါ့နော်2016မလမှာသူကပြန်လွတ်ခဲ့တယ်ပေါ့နော်ပြန်လွတ်သွားတဲ့အချိန်မှာသူစာထဲမှာရေးထားတဲ့အတိုင်းသူပေါ့နော်ဆရာဝန်ကြီးကတော့သူ့ကိုမလုံးလောက်ပါဘူးလို့တော့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါသူကပုံမှန်စိတ်ပေါ့နော်ပုံမှန်လူသားတာမန်လူသားလို့ပဲသူဆရာဝန်ကြီးကလည်းအဲ့လိုမျိုးစစ်ဆေးပြီးတော့ဟိုဘယ်လိုပြောမလဲထင်တာပေါ့နော်ဒါပုံမှန်လူသားဒါပေမဲ့သူရဲ့မုန်းတီးစိတ်ကတော့သူ့ရဲ့ရေဘက်ထဲမှာရှိနေဦးမယ်သူ့ကိုဘသူကနာနာကြီးလုပ်လို့ဆိုတော့ဘသူမှလည်းနာနာကြီးမလုပ်ဘူးဒါပေမဲ့သူကမတမ်းဆွဲနေမုန်းနေရပါတော့အဲ့အချိန်မှာသူစေရောကထူးခုစေရောကနေသူပြန်လွတ်လာတဲ့အချိန်မှာသူကလူတက်ဖို့အဲ့ပါနော်ဒီမတမ်းဆွဲနေကိုတက်ဖို့အတွက်ကိုသူကအစီအစဉ်ဆွဲတော့တယ်စာထဲမှာပါထားတဲ့အတိုင်းပဲသူကဂေယတစ်ခုကိုတိုက်ခိုက်မှာဖြစ်တဲ့အတွက်သူပထမဆုံးဂေယတစ်ခုကိုတိုက်ခိုက်မယ်ပေါ့နော်ဂေယတစ်ခုကိုတိုက်ခိုက်မယ်အချိန်မှာသူကိုယ်တိုင်တခြားအစီအစဉ်ဆွဲပြီးတော့ပလန်လေးချနေရပေါ့နော်သူကအစီအစဉ်ဆွဲပြီးရဲ့နောက်မှာတော့သူကသူ့ရဲ့အကြံစီကိုပေါ့နော်အကောင့်ထဲပေါ်တဲ့အချိန်မှာ2016ခုနှစ်ဇူလိုင်လ26ရက်နေ့မနက်2:30မိနစ်ဝန်းကျင်လောက်မှာသူကတူတက်ချောင်းနဲ့ပေါ့နော်သူအရင်ကလှုပ်ခဲ့တယ်အဲ့ဒီပေါ့နော်အဲ့ဂီဟာကိုသွားပြီးတော့သူကနေပြီးတော့အဲ့ပတင်းပေါက်ပေါ့နော်မှန်ပတင်းပေါက်ကိုသူကတူနဲ့ရိုက်ခွဲလိုက်တယ်ရိုက်ခွဲပြီးတော့သူအဲ့ပေါ်ကနေတက်ပြီးရဲ့အချိန်မှာသူကအဲ့တော့ကင်နဲ့ဝန်ထမ်းပေါ့နော်အဲ့ဂီဟာဝန်ထမ်းကိုသူကကြိုးတုပ်လိုက်တယ်ကြိုးတုပ်ပြီးသူအဲ့ရှာတော့တွေအကုန်ယူသွားတယ်2:30မိနစ်ဆိုတော့ဒါအကုန်လုံးအိတ်နေတဲ့အချိန်ပေါ့နော်အိတ်နေတဲ့အချိန်မှာသူကဘယ်ပြောမလဲအခန်းကြီးကအတန်လုံးတယ်လို့ပဲပြောရမှာပေါ့နော်သိရမလားအဲ့လိုအိတ်နေတဲ့အချိန်မှာတခန်းဝင်သူကတခန်းကိုတော့ဖွင့်လိုက်ပြီးရင်အဲ့ဓာတ်နဲ့ထိုးတက်ခဲ့လိုက်အဲ့လိုလေဗင်းတွေလည်းလှီးခဲ့လိုက်အဲ့လိုမျိုးပေါ့နော်တခန်းချင်းသူတက်လာလိုက်တာသူနောက်ဆုံးမှာအဲ့မှာဟိုဆူပူတွေကြားရဲ့အဲ့အချိန်မှာသူ့ကိုကြိုးတုတ်ခဲ့တဲ့ဝန်ထမ်းနေပြီးတော့អော်တယ်ပေါ့နော်អော်တဲ့အချိန်မှာလူတွေအကုန်လုံးကလည်းနိုးလာပြီးတော့အမှလုံချိုကြီးတွေပါလာပြီးတဲ့အချိန်မှာသူကအဲ့မှာထွက်ပြီးသွားတယ်ပေါ့နော်သူအကုန်လုံးတော့မတက်လိုက်နိုင်ဘူးတော့နော်သူဒါပေမဲ့သူတက်ခဲ့တာပေါ့နော်ဒီမိနစ်ပိုင်းခြားဘယ်လောက်မှမခွာဘူးပေါ့နော်မိနစ်အပိုင်းခြားလူပေါင်းသူက19ဦးကိုတက်နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူတခြားလူတွေလည်း19ဦးကပွဲချင်းမိတည်သွားတာပေါ့နော်ဒါပေမဲ့တခြားလူတွေကိုလည်းအများကြီးတက်ခဲ့တယ်ဒါပေမဲ့တခြားလူတွေကကြတော့ဒါဘယ်လိုပြောရမလဲဟိုအရေးပေါ်အနေနဲ့ဘလို့အရေးပေါ်အခြေအနေလောက်ပေါ့နော်အရေးပေါ်အခြေအနေလောက်ဖြစ်သွားတယ်19ဦးကတော့ပွဲချင်းမိတည်ပါတယ်အဲ့မှာအမျိုးသမီး10ယောက်နဲ့အမျိုးသား9ဦးပွဲချင်းမိတည်ဆုံးပါတယ်ပေါ့နော်အဲ့ကြားထဲမှာပြင်လို့သူကအသက်18နှစ်နဲ့90နှစ်ကြားမှာရှိခဲ့ပေါ့နော်အဲ့လိုမျိုးနောက်ထပ်26ဦးကလည်းပြင်းပြင်းထန်ထန်တရားတွေရရှိခဲ့တယ်ပေါ့နော်အဲ့ချိန်မှာသူထွက်ပြေးသွားပြီးရိုးတည်းဖြစ်ပြီးတော့အဲ့လိုရိုးတည်းဖြစ်ပြီးရဲကားတွေရောက်လာပြီးတော့အဲ့မှာဟိုကစီးဒီပါရီတာအမှအကုန်လုံးကလည်းနိုးထပြီးတော့မနက်ပေါ့နော်မနက်မိုးလင်းသွားတယ်ပေါ့မနက်မိုးလင်းသွားတဲ့အချိန်မှာမနက်9နာရီပေါ့နော်မနက်9နာရီ6နာရီဝန်းကျင်လောက်မှာသူကနေပြီးတော့ဒီသွေးတွေဆိုးနေတဲ့ဓာတ်တလက်နဲ့အိတ်တလုံးကိုကင်ပြီးရဲနီးနာရှိရဲစကန်ကိုသွားပြီးတော့ဒီလူတက်မှုကသူလုပ်ခဲ့တာပါဆိုပြီးသူကဝန်ခံခဲ့တယ်ပေါ့နော်ဝန်ခံခဲ့တယ်အကြောင်းရဲတွေကသူ့ကိုချစ်ချင်းပဲဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်ပြီးတော့သူ့ကို2019ခုနှစ်ဖေဖော်ဝါရီလမှာသူ့ကိုတရားရုံးတင်တယ်ပေါ့နော်တရားရုံးတင်တဲ့အချိန်မှာသူ့ရဲ့ဘက်ကရှေ့နေတွေကသူ့ကိုဗာပြောပေးလဲဆိုရင်ဒီလိုလုပ်နေတဲ့အချိန်ကသူစေးကြောက်ဆွဲနေတဲ့အချိန်မို့လို့စီးရဲ့အချိန်နဲ့သူအဲ့လိုမျိုးပကရတွေလောက်တာပါပေါ့နော်ဒီလိုလူသေးတက်မိရပါဆိုပြီးတော့ဘယ်လိုမျိုးဖြောင်းချက်ပေးကြပြင်မဲ့သူကနေပြီးတော့ချင်းနေဒီဘက်ကတော့ဖြောင်းချက်ပေးတဲ့ဟာကိုသူကိုယ်တိုင်ကဗာပြောလဲဆိုရင်ဒါသူ့ရဲ့စိတ်နဲ့လောက်တာပေါ့နော်ဒါသူဒီလိုလောက်ခဲ့ရတဲ့နောင်နာလုံးဝမရှိပါဘူးဆိုပြီးတော့ထပြောတယ်ပေါ့နော်အမှရှိနေတယ်ကလည်းဘာပြောမှမသိဘူးတရားရုံးမှာအဲ့နဲ့တရားသူကြီးမင်းကနေပြီးတော့အဲ့နဲ့ဟုတ်ပြီမင်းကဟိုနောင်နာရင်တော့မရပဲလောက်အောင်မင်းမှာဘာအကြောင်းပြချက်ရှိလို့လဲဆိုပြီးတော့တရားသူကြီးမင်းကနေသူ့ပြီးတယ်ပေါ့နော်ငါအဲ့လိုမေးတဲ့အချိန်မှာသူကဘာပြောလဲဆိုရင်သူတို့တွေဘွားတဲ့အဓိပ္ပာယ်မရှိဘူးတဲ့သူတို့ကတဲ့မွေးရုံမမွေးလာတဲ့လူတွေဖြစ်တယ်ပေါ့နော်ပြီးတော့သူတို့ရှိနေတာလူဖွဲ့စီတော့ဘာမှမကောင်းဘူးတဲ့ငါကတဲ့ဒီလိုလုပ်ရတယ်ဆိုတာတဲ့ငါအဖွဲ့အစည်းကိုပေါ့နော်ကဲတင်တာပေါ့ငါအဖွဲ့အစည်းကိုငါအဖွဲ့အစည်းအတွက်ငါလောက်တာတဲ့အဲ့လိုမျိုးပေါ့နော်သူကပြောတယ်ပြီးတော့တဲ့သူတို့တွေရှိနေလို့လေတဲ့ဘာမှကောင်းသွားလည်းမဟုတ်ဘူးတဲ့ငါရှိမလဲတော့မကောင်းလားတဲ့သူကအဲ့လိုမျိုးတွေပါပြောရပြီပေါ့နော်ပြောရဲ့အချိန်မှာတရားသူကြီးမြေအဲ့ဟိုဒီတရားရုံးမှာသူ့ရဲ့အကြောင်းလာနားထောင်တဲ့လူတွေကလည်းအကုန်လှန့်သွားကြတယ်ပေါ့နော်ဘာလို့အဲ့လိုမျိုးလဲဒါပေါ့နော်ဒါဖြစ်ချင်လို့ဖြစ်တာမဟုတ်ပဲねပေါ့နော်ဒါမတန်မစွမ်းနေဆိုတာကသူတို့ရဲ့ဟိုမိခင်ရဲ့ဘိုက်ထဲမှာတကူချွေရေးချက်ရှိသွားလို့ဒါဖြစ်တာဒါပေမဲ့သူတို့လည်းသူတို့လုံးလိုက်သမျှကိုသူတို့အဲ့လိုစူးစမ်းပြီးနေထိုင်ကြတဲ့လူတွေပဲပေါ့နော်ဒါလူသားချင်းပဲဆိုတော့မဟုတ်ဘူးတဲ့သူတို့ကလူသားတွေမဟုတ်ဘူးပေါ့နော်သူတို့ကလူပွဲစီကိုဒုက္ခပေးနေတဲ့လူတွေတက်ပဲတဲ့အဲကြောင့်မလို့လဲငါအဖွဲ့စီကိုကဲတင်တဲ့အနေနဲ့ငါဒီလိုလုပ်လိုက်တာတဲ့အဲ့တော့နောက်
နောင်တမရဘူးပေါ့နော်အဲ့တော့တရားသူကြီးမင်းကလည်းသူ့ကိုဆိုမင်းနောင်တမရရင်တဲ့ငါတို့ကလည်းတဲ့ဂယုဏတက်မှုမရှိပဲနဲ့အယူခံဝင်ခွင့်မရှိဆိုပြီးတော့သူ့ကို2020ခုနှစ်မတ်လ16ရက်နေ့မှာသူ့ကိုတည်တင်ချလိုက်ပါတယ်အားကြောင့်ပြည်သူတရက်လုံးကလည်းဒါပေါ့နော်ဒါအကုန်လုံးကလည်းလက်ခံကြတယ်ဘာလို့လဲဆိုတော့တချို့မိဘတွေဆိုရင်သူတို့ရဲ့သားသမီးတွေကိုအဲ့လိုမျိုးဂီဟာမှာပို့ပြီးတော့ထိမ့်သိမ်းထားပြီးမြင်လေအကုန်လုံးကမိခင်စိတ်ဖခင်စိတ်အဲ့လိုနော်မိဘမြတ်တာတွေရှိကြတဲ့အတွက်အဲ့လိုတချို့တွေဆိုရင်အရန်ဝမ်းနဲ့ပူဆွေးပြီးတော့ဘာပဲဖြစ်ဖြစ်သူတို့ဘဝနဲ့ကနေမွေးထားတဲ့သမီးလေးတွေသားလေးတွေဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောရမလဲတော်တော်ခံစားရတယ်ပေါ့သူတို့ဒီလိုမျိုးတေတန်းချပေးလိုက်တဲ့အတွက်လည်းအကုန်လုံးကလည်းဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာဒီအမှုနဲ့ပတ်သက်ပြီးတော့ဂျပန်နိုင်ငံတကာကနေပြီးတော့မိဖို့နေထုတ်လာကြတယ်ဘာလို့လဲဆိုတော့ဒါဂျပန်နိုင်ငံမှာဒါမတန်မစွမ်းတွေကိုအဲ့လိုမျိုးခွဲခြားဆက်ဆံတာလားဘာအဲ့လိုမျိုးတွေနဲ့မိကိုနေလည်းထုတ်ကြတယ်ပြီးတော့အဲ့နောက်ပိုင်းမှာအဲ့လိုမျိုးမတန်မစွမ်းတွေကိုဒီထက်ပိုပြီးတော့ဂျပန်ဆိုရနေပြီးဂရုစိုက်လာရေပေါ့နော်အခုပြပေးထားတဲ့အမှုလေးကဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့နာမည်ကြီးဆူလိုက်ပြလိုက်လူသတ်မှုတွေကတခုပဲဖြစ်ပါတယ်တကယ်လို့ကြိုက်နေတဲ့တယ်ဆိုရင်တော့ UN channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်